WNBA ဟာအခုဆိုရင်နှစ်30ရှိပြီဖြစ်ပြီးအောင်မြင်နေသေးပါပဲဒီ3နှစ်တာကာလအတွင်းပြောင်းလဲခဲ့တာတွေအများကြီးရှိပေမယ့်ဘယ်အရာကမှ2016ခုနှစ် Final ပွဲစဉ်လောက်စိတ်လှုပ်ရှားစရာမကောင်းခဲ့ပါဘူးအားကစားကိုစိတ်ဝင်စားရှိတဲ့မိတ်ဆွေတွေအတွက်ဒီဖြစ်ရက်ကအချိန်ကာလကိုကြော်လွန်ပြီးမှတ်ရဖြစ်နေအောင်ပါဒီ series မှာထိပ်တန်းအသင်း2သင်း All Star ကစားသမား14ဦးဒရာမာဆန်တဲ့ဂိမ်းအနိုင်ရရှိမှု2ခုနဲ့အငင်းပွားပွဲရာဆုံးဖြတ်ချက်တွေအများကြီးပါဝင်ခဲ့ပါတယ်2016ခုနှစ်ဟာ2016ခုနှစ်ဂိမ်းရဲ့20ပြည့်မြောက်တဲ့ရာသီထီပြီးယနေ့ခေတ်ဂိမ်းနဲ့နည်းနည်းကွဲပြားခဲ့ပါတယ်ဘရီယာနာစတူဝဲရဲ့ပွဲဦးထွန်းနဲ့လီဆာဘော်ဒါစ်ဟာ WNBA ဥက္ကဋ္ဌအဖြစ်ပထမဆုံးအကြိမ်တာဝန်ယူခဲ့တာလိုမျိုးပထမဆုံးအဖြစ်အပျက်တွေအများကြီးရှိခဲ့ပါတယ်အနက်ကအောက်ကမိုက်ကိုကစားသမားများဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်ပြခဲ့ပြီးသူမဟာ2016ခုနှစ်မှာယာတီပုံမှန် MVP လည်းဖြစ်ခဲ့ပါတယ်အဲ့ဒီယာတီမှာရမှတ်ပြန်ပြ87.9မှတ်နဲ့ဂိမ်းတစ်ခုစီမှာခုမှတ်နီးပါးခုန်တက်ခဲ့ပါတယ်ပရိသတ်ရဲ့အားပေးမှုလည်းအမြင့်ဆုံးထိခဲ့ပါတယ်2016ခုနှစ်မှာ Play-off ပုံစံအသစ်လည်းပါဝင်လာခဲ့ပါတယ်Conference မခွဲပဲအကောင်းဆုံးစံချိန်8ခုရောက်ရှိထားတဲ့အသင်းတွေဟာ Post ရာသီကိုရောက်ရှိခဲ့ပါတယ်ပထမ2ဆင်တာတပွဲတဲ့အရှုံးအနိုင်ဆုံးဖြစ်တဲ့ပွဲစဉ်တွေထိပြီးထိပ်တန်းဆင်ရှိတဲ့အသင်းတွေကိုနှစ်ကြိမ်ကစားခွင့်ပေးခဲ့ပါတယ်ဒီလိုပြောင်းလဲမှုတွေကနေတကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်ပြီး Drama Sunday Play-off ပွဲစဉ်တွေဖြစ်ပေါ်လာခဲ့ပါတယ်ဘိုလူပွဲမှာတော့အနောက်တိုင်း Conference ကထိပ်တန်းအဆင့်တစ်ခုထစ်တဲ့နံပါတ်1 Minnesota Lynx နဲ့နံပါတ်2 Los Angeles Sparks တို့ရင်ဆိုင်ခဲ့ပါတယ်။ဒီအသင်းတွေဟာရာသီတလောက်ရှော်လုံးအကောင်းဆုံးအသင်းတွေထိခဲ့ပါတယ်။ Lynx အသင်းမှာ Maya Moore, Sylvia Fowles, Simon Augustus နဲ့ Lindsay Whalen တို့လို Hall of Famous ကစားသမားတွေအများကြီးပါဝင်ခဲ့ပါတယ်။သူတို့ဟာစူပလာနောက်တစ်ကြိမ်ဆက်တိုက်ရယူဖို့စ조사ခဲ့ကြပါတယ်။ Sparks အသင်းကတော့နှစ်ပေါင်း3ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဘိုလူပွဲပြန်ရောက်ဖို့တကယ်ကိုစာလောင်နေခဲ့ပါတယ်။သူတို့အသင်းမှာ Candice Parker လိုအနာဂတ် Hall of Famous ကစားသမားတွေလည်းပါဝင်ခဲ့ပါတယ်။ဒီအသင်းလုံးဟာယာဒီအစမှာအကောင်းဆုံးစတင်ခဲ့ကြပြီး Lynx အသင်းမှာ73ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။ Sparks ကတော့ Lynx နဲ့မတွေ့ခင်17ပွဲဆက်တိုက်နိုင်ခဲ့ပါတယ်။2016ခုနှစ်ဇွန်လ21ရက်နေ့မှာနှစ်သင်းစလုံးအနိုင်မရှုံးသေးပဲ10ပွဲကျော်ကစားထားတဲ့သမိုင်းဝင်ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ပါတယ်။ပွဲစဉ်မှာဦးဆောင်မှု18ကြိမ်ပြောင်းလဲခဲ့ပြီးနောက်ဆုံးကွာတာမှာဘယ်အသင်းမှ3မှတ်ထက်ပိုမှဦးဆောင်ခဲ့ပါဘူး။ဒီပွဲကနောက်ဆုံးစက္ကန့်မှာဆုံးဖြတ်ခဲ့တာပါ။ Defensive Player of the Year ဖြစ်တဲ့ Sylvia Fowles ကဂိမ်းကို69မှတ်စီတရေဖြစ်အောင်ချီးဖားခဲ့ပါတယ်။နောက်ဆုံး3စက္ကန့်အောက်မှာ Lynx အသင်းက3မှတ်သွင်းဖို့မကြိုးစားပဲ Candice Parker ကိုဖျောက်ခဲ့ပါတယ်။ပါကာကပထမ free throw ကိုလွဲခဲ့ပြီးဒုတိယ free throw ကိုရည်ရွယ်ချက်ရှိလွဲချခဲ့ကဘောလုံးကို rebound ရယူပြီး69တရေဖြစ်ပြန်လည်ချီဖားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပါကာရဲ့ခြေထောက်ကကန်သက်မြင်းကိုကျော်နေတာကြောင့်ဘတ်စကတ်မရခဲ့ပဲ Lynx က82-69နဲ့အနိုင်ရသွားခဲ့ပါတယ်။ Series က Asia အသင်းရှုံးမှစတယ်လို့ပြောလို့ရှိပါတယ်။ဒီ Series ကတော့ချက်ချင်းစတင်ခဲ့ပါတယ်။ပထမပွဲစဉ်မှာဘယ်အသင်းမှ9မှတ်ထက်ပေါ်မဦးဆောင်ခဲ့ပဲပွဲကတကယ်ကိုနှီးစက်ခဲ့ပါတယ်Candice Parker ဒါဟာသူမရဲ့ပထမဆုံးဘိုလူပွဲဦးထွက်ဖြစ်ပေမဲ့ Maya Moore ကတော့ Diana Taurasi ကိုကျော်လွန်ပြီးကစားသမားဘဝဘိုလူပွဲရမှတ်အများဆုံးဆိုင်ရင်မှာပထမနေရာရောက်ခဲ့ပါတယ်။နောက်ဆုံးပိုင်ဆိုင်မှုမှာဘယ်သူကဒီဂိမ်းကိုဆုံးဖြတ်မလဲဆိုတာစောင့်ကြည့်နေခဲ့ကြပါတယ်။နောက်အမှတော့ Dana Beard ကဘယ်သူမှမမျှော်လင့်ပဲနောက်ဆုံးဘာသာမတီးခင်3မှတ်သွင်းယူပြီး Sparks အသွင်းကိုအနိုင်ရစေခဲ့ပါတယ်။ Game 1မှာအနာတင်စီယာရှုံးနေမှုကြောင့်မီနီဆိုတာအသင်းဘက်ကပြန်လဲတုံ့ပြန်ဖို့အလဲကျလာပါတယ်။သူတို့ဟာကာကွယ်ရေးကိုအာရုံစိုက်ပြီး Sparks အသင်းကို33%တာရှုတင်ခွင့်ပေးခဲ့ပါတယ်။ Maya Moore ဟာဂိမ်းနဲ့မှာသူမရဲ့ဦးဆောင်သူအခန်းကဏ္ဍကိုပြန်လဲရယူပြီးပထမပိုင်းမှာသူမရဲ့21မှတ်အနည်း12မှတ်ကိုသွင်းယူခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ Simon Augustus ကသူမရဲ့14မှတ်အနည်း12မှတ်ကိုသွင်းယူခဲ့ပြီး Diana Taurasi ကိုကျော်လွန်ကဘိုလွဲရမှတ်အများဆုံးဒုတိယနေရာကိုရောက်ရှိခဲ့ပါတယ်။ Sparks ဘက်ကတော့ Neka Ogumaikan နဲ့ Candice Parker တို့နှစ်ဦးပေါင်းမှာမှတ်20သာရရှိခဲ့ပြီး3မှတ်ကွင်းနဲ့နေလဲအကြိမ်20အပစ်မှာ3ကြိမ်သာဝင်ခဲ့ပါတယ်။ CE က Los Angeles ကိုရောက်လာတော့ Sparks တို့ချက်ချင်းပဲ CE ကိုပြန်လဲထိန်းချုပ်နိုင်ခဲ့ပါတယ်။ပထမကွာတာမှာ22မှတ်အထိဦးဆောင်နိုင်ခဲ့ပါတယ်။ Candice Parker ဟာပထမ10မိနစ်အတွင်း Lynx အသင်းတစ်သိန်းလုံးထားမှတ်ပိုရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ Sparks တို့အကာအကွယ်ရေးကလည်းဘောလုံးကိုက်သူတွေကိုဝိုင်းပြီးအမားတွေကနေအမှတ်တွေအလွယ်တကူရယူခဲ့ပါတယ်။ဒီဂိမ်းမှာ Maya Moore ဟာ9ကြိမ်သာရှူတင်ခွင့်ရရှိခဲ့ပြီး14ဂိမ်းအတွင်းပထမဆုံးအကြိမ်တမှတ်တေးသာရခဲ့ပါတယ်။
rebounding ကဒီပွဲရဲ့အဓိကကွာခြားချက်ဖြစ်ပြီး Sparks က Lynx ထက် rebound အသာစီရယူခဲ့ပါတယ်။ Neka Ogumike နဲ့ Candace Parker တို့2ဦးပေါင်းမှတ်45မှတ်ရယူခဲ့ပါတယ်။ Game 4မှာတော့ Maya Moore ကအားလုံးငါကြောပေါ်ခုန်တက်ခဲ့ငါဒါကိုလုံနိုင်တယ်လို့ပြောလိုက်တယ်လို့ပါပဲ။ပိုလူပွဲအတွက်အိမ်ကွင်းမဟုတ်ပဲကစားရတဲ့ပွဲမှာသူမဟာ31မှတ်9 rebound 9 assist 3 steal နဲ့2 block နဲ့ game ကိုအဆုံးသတ်ခဲ့ပါတယ်။ Minnesota က rebounding မှာ Sparks ကို41-25နဲ့အနိုင်ယူပြီးပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ Sparks ဘက်က Chelsea Gray က20မှတ်နဲ့အကောင်းဆုံးကစားခဲ့ပါတယ်။နောက်ဆုံးကွာတာမှာ Sparks က14အသာနဲ့ပြန်လိုက်နိုင်ခဲ့ပါတယ်။ Candace Parker က69မှတ်နဲ့ game ကိုခြေဖားခဲ့ပေမဲ့ Maya Moore ရဲ့နောက်ဆုံး free throw 4ချိန်က Minnesota ကိုအနိုင်ရစေပြီး series ကို game 5အထိဆက်သွားစေခဲ့ပါတယ်။ဒီ game မှာ10စက္ကန့်ဖြတ်ကျော်မှု Parker ရဲ့ clean block ကိစ္စလေးလို့အိုင်ဒီရဲ့အငင်းပွားပွဲဆုံးဖြတ်ချက်တွေလည်းအများပြားပါဝင်ခဲ့ပါတယ်။ Winner take all ဖြစ်တဲ့ game 5က WNBA တမိုင်းမှာအကြီးကျယ်ဆုံးပွဲစဉ်တွေထက်ကတစ်ခုပါပဲ။ပရိသတ်1900ကျော်နဲ့ပြည်နေတဲ့ကွန်းမှာဦးဆောင်မှု23ချိန်ကလောင်းလဲခဲ့ပြီး17ချိန်တည်ကြခဲ့ပါတယ်။ game တစ်လောက်လုံးဘယ်အသင်းမှရှေ့မှတ်ထပ်ပိုမဦးဆောင်ခဲ့ပါဘူး။ Chelsea Gray က Sparks အတွက်17မှတ်ဆက်တိုက်သွင်းယူခဲ့ပြီး Candace Parker ကလည်း3မှတ်သွင်းယူပြီးဦးဆောင်မှုကို80-63အထိတိုးခဲ့ပါတယ်။ Maya Moore ကလည်း clutch 3မှတ်သွင်းယူပြီး Minnesota ဘက်ကိုအရှိန်အဝါပြန်ပြောင်းခဲ့ပါတယ်။ဒီပွဲမှာ shot clock ချိန်ကြီးမှုမမှန်တာ Game 9ရဲ့နောက်ဆုံး second တွေကတော့တကယ့်ကိုရုပ်ရှင်တကားလိုပါပဲ။ Maya Moore က Jumpers နဲ့ Minnesota ကိုပြန်လည်ဦးဆောင်စေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံး3.3 second အလိုမှာ MVP Neka Ogumike ကအဆုံးဖြတ် basket ကိုသွင်းယူပြီး Sparks အသင်းကိုတက်မှတ်တာနဲ့ဦးဆောင်စေခဲ့ပါတယ်။ Minnesota ဘက်မှာတိုင်အောက်မရှိတော့တဲ့အတွက် Lindsay Whalen ကနောက်ဆုံးအပစ်ကိုလှုပ်ပေးခဲ့ရပါတယ်။ဒါပေမဲ့ဘောလုံးကမဝင်ခဲ့ပါဘူး။နောက်ဆုံးတော့ Los Angeles Sparks အသင်းဟာ2016 WNBA Champion ဖြစ်သွားခဲ့ပါတယ်။ဒီ series ဟာလူတိုင်းအတွက်စိတ်ခံစားမှုပြင်းထန်ခဲ့ပါတယ်။ Lynx က6နှစ်အတွင်းစတုတ္ထမြောက်ဆုဖလားကိုလိုက်ခဲ့ပြီး Sparks ကတော့14နှစ်အတွင်းပထမဆုံးဆုဖလားကိုလိုက်ခဲ့ပါတယ်။ကျဲဝင်ကစားသမားတွေကသူတို့ရဲ့ Hall of Fame နေရာအတွက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ WNBA ကတရားဝင်အတိအမှတ်ပြုခဲ့ပေမဲ့ဒိုင်လူကြီးတွေရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကဘသူ့ကိုမှစိတ်ကျေနပ်မှုမပေးခဲ့ပါဘူး။ကစားသမားတွေကအမြင့်ဆုံးအဆင့်မှာရှင်ပြိုင်နေကြတာဖြစ်လို့ဒိုင်လူကြီးတွေရဲ့အမှားတွေကမမျှတဘူးလို့ပြောခဲ့ကြပါတယ်။တောင်းပန်ယုံနဲ့မလုံလောက်ပဲဒီလိရဲ့ဒိုင်လူကြီးအခြေအနေကိုတစ်ခုခုလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ Minnesota ကနောက်ရာသီဘောလုံးပွဲပြင်လေရှင်ပြိုင်ပြီးစတုတ္ထမြောက်ဆုဖလားကိုရခဲ့ပြီးမြဲ2016 WNBA Final လောက်ပြဿနာဆန်တဲ့ပွဲစဉ်မျိုးဘယ်တော့မှရှိတော့မှာမဟုတ်ပါဘူး။ Sparks တို့ဟာပိုင်ဆိုင်မှုတိုင်းတို့သွားနဲ့နှုတ်ခမ်းနဲ့ချိတ်ပြီးတိုက်ပွဲဝင်နေကြပါတယ်။ဒီရာသီကအမျိုးသမီးဘတ်စကတ်ဘောကိုဘာကြောင့်ချစ်ရတယ်ဆိုတာသက်သေပြခဲ့ပါတယ်။ပိုကောင်းလာအောင်ပါပါ။ WNBA တမိုင်းတစ်လျှောက်အထင်ရှားဆုံးပွဲစဉ်တွေရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုနားလေ့ရှိနေဆိုရင်ဒါကပိုကြီးမားတဲ့ပုံစံတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုပဲရှိပါသေးတယ်။